မန်းရွှေစက်တော်ဖျားပွဲသို့လဲရင်များနဲ့ဖျားဘူးတွားရောက်တဲ့ချစ်စရာကလေးကိုလေ့လာမယ်ဆိုရင်ရခင်ကနေယနေ့အချိန်ထိထင်ရှားကြော်ကြားလာတဲ့ရှေးစာဆိုတော်ဆရာတော်ကြီးဦးဝဘာဒမွေးဖွားရာဒေသဖြစ်တဲ့မင်းဘူးမြို့ကိုခြံလှက်ခဲ့လို့ရမယ်မဟုတ်ပါဘူး။ရှေးရခင်ကမင်းဘူးစကုမြို့နယ်ကိုသူနာပရဏတိုင်းလို့ခေါ်ဆိုခဲ့ကြသလိုထိုအရက်ဒေသမှာကူကြီးတန်ရကမုံညင်းမင်းတရားကြီးနဲ့ရှင်ဖို့မယ်မိဖုရားမင်းနှစ်ပါးတို့ဟာတဦးနဲ့တဦးမင်မာနာတွေကိုခွာချပြီးနူးညံ့ကြည်သာရွှင်မြူးစွာနဲ့ပေါင်းစုံမိကြရမှာမင်းဘူးဒေတာဟုခေါ်တွင်ခဲ့ပြီးခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်လာပြီးနောက်မှာတော့မင်းဘူးမျိုးဟုယနေ့ထိတိုင်ခေါ်ဆိုခဲ့ကြပါတယ်။မင်းဘူးမျိုးလို့ဆိုလိုက်တာနဲ့လူတိုင်းရဲ့စိတ်ထဲမျက်လုံးထဲမှာတွဲမြင်နေတာကတော့မြတ်ဗုဒ္ဓရဲ့ပါဠိခြေတော်ရာနှစ်စုတရှိရာမန်းရွှေစက်တော်ရာဘုရားကြီးပဲဖြစ်ပါတယ်။မန်းဆက်တော်ရာဘုရားပွဲတော်ကြီးကိုနှစ်စဉ်တဘိုးရဲလဆန်း9ရက်နေ့မှမြန်မာနှစ်ဆန်း1ရက်နေ့အထိစီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်လေးရှိပါတယ်။မန်းရွှေစက်တော်ရာဘုရားကြီးဟာမြန်မာနိုင်ငံရဲ့ကာကြီးအစစ်စည်ရင်ဝင်ဘုရားကြီးဖြစ်တဲ့နေ့အညီထင်ရှားကြော်ကြားကမြန်မာနိုင်ငံအတွင်း၌ရက်အရှိကြာဆုံးသောဘုရားပွဲတော်ကြီးဖြစ်ပြီးအနေနဲ့အရရက်မှာဘုရားဖူးတွေသာမကကဘာလက်ခီးသွားတွေကပါစိတ်ဝင်တစားလာရောက်ကြသူများနဲ့အထူးစီကားတဲ့ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။မန်းရွှေစက်တော်ဘုရားကြီးဟာမကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်မင်းဘူးစကုမြို့နယ်တွင်တည်ရှိကအနောက်ရိုးမရဲ့အရှိဘက်အကျဆုံးသောတောင်ဆွဲတောင်တန်းရှိမကရတောင်ခေါ်သစ္စာဗန္ဒတောင်ထိပ်မှမြတ်စွာဘုရားရှင်ရဲ့ဝဲဘက်ခြေတော်ရာတဆူအားအထက်စစ်တော်ရာဟူ၍၎င်းနမရာမြစ်ကန်ယခုမန်းချောင်းပင်ဝဲဘက်တောင်ချေမှာခြေတော်ရာတဆူအားအောက်စစ်တော်ရာဟူ၍၎င်းခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ထိုခြေတော်ရာနှစ်ဆူမှာရာသီအလီလီပြောင်းလဲခဲ့ပြီးမင်းဆက်60တိုင်းတိမ်မြုပ်ပြောက်ွယ်ခဲ့ရပြီးတက္ကရီ996ခုနှစ်တာလွန်မင်းတရားကြီးလက်ထက်သို့ရောက်လာသောအခါမှာတောင်ဖီလာဆရာတော်ကြီးကရွှေစက်တော်ဆိုသည်ကိုပါဠိအကထာများအတွင်အထင်အရှားတွေ့ရှိရတာကြောင့်ရွှေစက်တော်ကိုဖူးမြော်ခွင့်ရရန်ရှာဖွေမိဟုမိန့်ကြားခဲ့ရာတာလွန်မင်းတရားကြီးကအခြားဆရာတော်များနဲ့တိုင်ပင်ပြီးရှာဖွေရန်လျှောက်ထားမှုသဖြင့်မန်းရွှေစက်တော်ရှိမြတ်ဗုဒ္ဓရဲ့ပါရခြေတော်ရာရှာဖွေရေးခီးစဉ်စတင်တော်မူခဲ့ပါတယ်။ခက်ခဲကြမ်းတမ်းလာတဲ့တောတောင်ခီးချမ်းကိုဖျက်ဆီးပြီးချိန်မှာအောက်ဆက်တော်ရာနဲ့အထက်ဆက်တော်ရာတို့ကိုတန်ဃာတော်အရှင်သူမြတ်တို့ရဲ့ကြိုးပမ်းမှုဖြင့်ယနေ့တိုင်မိမိတို့အများပြည်သူလူအများတွားရောက်ဖူးမြော်ခွင့်ရရှိနေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့10နှစ်ပေါင်း80လောက်ကမင်းဘူးမှာရွှေစက်တော်တို့မိုင်40လောက်ခီးကို3နာရီအတွင်းရောက်ရှိအောင်တွားရောက်ကြရခြင်းမျိုးမဟုတ်ပဲဒေသအတွင်းရှိရက်ွက်ကျေးရွာအလိုက်တစုတယုံနဲ့စုပေါင်းကြပြီးနွားလဲများနဲ့မင်းဘူးမှရွှေစက်တော်တို့တောစခန်းလိုင်းအတိုင်းတညအိတ်ကြကတွားကြရတာဖြစ်ပါတယ်။အဲဒီလိုတွားတဲ့အခါမှာလေမန်းရွှေစက်တော်ဘုရားတို့မင်းဘူးခရိုင်အတွင်းရှိမင်းဘူးစကူပွင့်ဖြူစစ်လင်းငဖဲမြို့နယ်များနဲ့အခြားအရက်ဒေသမှာပြည်သူများကလည်းမန်းရွှေစက်တော်ဘုရားပွဲတော်တို့လဲရင်များနဲ့ဘုရားပူတွားရောက်ခဲ့ကြရတာဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့မင်းဘူးစကူမြို့နယ်ရှိမင်းလှကျင်းကြီးပါကသာချစ်စရာရိုးရာဓလေ့ကိုလက်ဆင့်ကမ်းဆက်လက်ထိန်းသိမ်းပြီးမန်းရွှေစက်တော်ရာဘုရားပွဲသို့လဲရင်တန်းများဖြင့်ရှေးအစဉ်အလာရိုးရာမပြဲနှစ်စဉ်ပျော်ပျော်ပါပါဘုရားပူတွားရောက်လေ့ရှိကြပါတယ်။မင်းလာချင်းကြီးပါဟာအင်ဂျီ198အိမ်အိမ်အောင်စု203စုလူဦးရေအားဖြင့်980ကျော်ရှိပြီးမင်းဘူးစကူမြို့နယ်နဲ့မိုင်20ကျော်ကွာဝေးပါတယ်။မန်းရွှေစက်တော်ဘုရားကြီးနဲ့73မိုင်ခန့်သာကွာဝေးပါတယ်။လဲရင်များနဲ့ဘုရားဘူးတွားရောက်ရမှာဒေသခံပြည်သူများကဘုရားဘူးတွားမဲ့နေ့မှာလဲရင်များကိုကြန့်ခိုင်ကောင်းမွန်အောင်ပြုပြင်စစ်ဆေးခြင်းဖျားရောက်ချိန်အပန်းဖြေအနားယူပြီးချက်ပြုတ်စားတော့ရန်စားတော့ဖွယ်ရများနဲ့လိုအပ်သောလူအသုံးဆောင်ပစ္စည်းများကြိုတင်စုဆောင်းပြင်ဆင်ခြင်းတွားရောက်မဲ့နေ့မှာနွားများကိုအစာများကျွေးမွေးပြီးဖျားကြီးတို့ရောက်ရှိချိန်မှာနွားများအတွေ့ကျွေးမွေးရန်နွားစာများတည်ဆောင်ခြင်းစားတဲ့လိုအပ်သောပြင်ဆင်မှုများကိုဖျားပူးလိုက်ပါမယ်ကြေးရွာသူကြေးရွာသားများကတက်ညီလက်ညီကြိုတင်ပြင်ဆင်ကြရတာဖြစ်ပါတယ်။အဲဒီနောက်ဘုရားဖူးသွားရန်ရှက်အနှင်းငယ်အလိုမှာစ
စခန်းချနေထိုင်မယ်မန်းချောင်းနယ်ဘေးမှာလဲဝိုင်းအဖွဲ့ခေါင်းဆောင်ကဦးဆောင်ပြီးအမျိုးသားများကကြိုတင်တွားရောက်ပြီးနားနေနိုင်ရန်ရွက်ဖြင့်တဲဆောက်လုပ်ခြင်းကိုဥစွာဆောင်ရွက်ကြရပါတယ်။ဖျားဖူးတွားရောက်ရာမှာကြေးရွာအတွင်းရှိတက်ကြီးပိုးပွားများနဲ့နွားလဲမရှိသူများသာကြံခဲ့ပြီးလူငယ်လူလက်ပိုင်းအရွယ်များကလဲရင်များဖြစ်တာယနေ့ထိတိုင်နှစ်စဉ်တွားရောက်ကြပါတယ်။နွားလဲဖြစ်တွားရောက်တဲ့လူငယ်များကကြေးရွာအထွက်မှစတင်ပြီးဖျားနာရောက်သည့်အထိလမ်းလျှောက်ကတူနဲ့တူချစ်ခင်ရင်းနှီးစွာစနောက်ကြည်စဲစကားပြောဆိုရင်းမောပန်းခြင်းများကိုဖြေဖြောက်ပြီးတွားကြသည်မှလည်းကြည်နူးဖွယ်ရာမြင်ကွင်းအဖြစ်တွေ့မြင်နိုင်ပါတယ်ရှင်။မင်းလာချင်းကြေးရွာဟာမန်းရွှေစက်တော်ဖျားပွဲချိန်ရောက်တိုင်းနှစ်စဉ်တပေါင်းလာဆန်း12ရက်နဲ့13ရက်နေ့များမှာတွားရောက်လေ့ရှိပြီးတပေါင်းလာပြီးကျော်1ရက်နေ့ညနေပိုင်းမှသာပြန်လာလေ့ရှိပါတယ်။ဖျားရောက်ချိန်စစ်စခန်းအထက်မန်းချောင်းနဘေးမှာစခန်းချကဖျားကြီး၌၄ညအိတ်9ရက်ကြာလဲရင်များအနီးရွက်ဖြင့်တဲထိုးပြီးချက်ပြုတ်စားတော့ကနေထိုင်လေ့ရှိပါတယ်။နည်းနည်းစောစောထားပြီးကားမှုကုသိုလ်များမပြုလုပ်မီမိုးလင်းချိန်ရောက်သည်နှင့်နွားများကိုရစ်ချိုးတန့်စင်ပေးခြင်းဖျားသွားခြင်းလမ်းလျှောက်ပင်ပန်းခဲ့သည်များအစုအဖွဲ့အလိုက်မန်းချောင်းအတွင်တပြောတပါရစ်ချိုးတန့်စင်ပြီးမန်းရွှေစစ်တော်ရာပါရစီတော်ချီတော်ရာနှစ်စုအားနေ့စဉ်တွားရောက်ဖူးမြော်ကြကြဖျားရောက်ချိန်အာယုန်တက်နက်နက်ခင်းချိန်၌ဖုန်ကြီးဆွမ်းလောင်းလူခြင်းဖျားရွှေသင်္ကန်းများကက်လူပူဇော်ခြင်းအလူအတန်းနဲ့ကာမှုကုသိုလ်များပြုလုပ်ကာတနစ်တာကာလတောင်ယာလုပ်ငန်းဖြင့်ပင်ပန်းခဲ့သည်များဖျားရောက်ချိန်မန်းချောင်းနဘေးရေချိုရင်အပန်းဖြေအနာယူလေးရှိကြပါတယ်။မင်းလာချင်းကြေးရွာဟာကြေးလက်ဒေတာတော်ရွာကလေးဖြစ်သည်နှင့်အညီချစ်စရာရိုးရာဓလေ့ကိုနောင်လာနောင်တာလူငယ်လူရွယ်များလဲဝိုင်းဖြင့်ဖျားဖူးတွားရောက်တဲ့ဓလေ့ကိုလက်ဆင့်ကမ်းထိမ့်သိမ့်နိုင်ရန်လူကြီးသူမများကအစဉ်အလာမပြတ်အောင်လက်တွဲခေါ်ယူပြီးဝိုင်းဝန်းထိမ့်သိမ်းဆောင်ရွက်လျက်ရှိကမြန်မာနိုင်ငံအတွင်း၌ရိုးရာဓလေ့ကိုဖော်ညွှန်းသည့်အနေဖြင့်ဖျားပွဲတော်သို့လဲရင်တန်းများနဲ့ဖျားဖူးတွားရောက်တဲ့ချစ်စရာဓလေ့ကိုယနေ့အထိတိုင်လက်ဆင့်ကမ်းထိမ့်သိမ်းလျက်ရှိပါကြောင်းရိုက်ကူးတင်ဆက်လိုက်ရပါတယ်ရှင်။